မင်္ဂလာပါ brother အခုကောပလာအုပ်စုပွဲစဉ်တွေလည်းပြီးသွားပြီကျွန်တော်တို့အုပ်စုပွဲစဉ်တွေမှာတွေ့ခဲ့ရတာကျွန်တော်တို့ထင်ထားတဲ့အသင်းတွေကလည်းထင်သလောက်ဖြစ်မလာတွေလည်းရှိတယ်တကယ်ကိုတက်စီခြင်းတဲ့အသင်းတွေလည်းမတက်ခဲ့တာတွေလည်းရှိတယ် surprise ဖြစ်ရတဲ့အသင်းတွေတကယ်ခြေပန်းကောင်းခဲ့တဲ့အသင်းတွေလည်းရှိရတယ်ပေါ့အဲ့တော့ဘာဖြစ်ဖြစ်အခု32သင်းစင်ရောက်လာပြီအဲ့32သင်းစင်မှာကျွန်တော်တပွဲချင်းစီလေးတွေကျွန်တော် page ကနေပြန်ပြီးတော့ပြန်သုံးသပ်ပေးခြင်းတယ်ပေါ့အခုပထမဆုံးအနေနဲ့ကျွန်တော်ဒီမနေ့ကညမှာကစားမယ်ကျွန်တော်ဆော့ပွဲစဉ်ပေါ့ဒီဘရာဇီးနဲ့ဂျပန်နဲ့ရပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးခြင်းတယ်ကျွန်တော်အမြင်လေးတွေပြောခြင်းတယ်ဘရာဇီးကတော့ကျွန်တော်တို့ဒီကဒီအုပ်စုပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့၃ပွဲကစားတယ်သူ့အတွက်ခက်ခဲခဲ့တာဆိုလို့ကျွန်တော်တို့အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့မော်ရိုကိုနဲ့ပွဲစဉ်ပေါ့မော်ရိုကိုနဲ့ပွဲစဉ်မှာတော့သူနီးပြအစလော့ဒီအနေနဲ့ဘာမှသူ့ရဲ့ဒီအရင်ကသူ့မြင်ခဲ့ရတဲ့ viewer တွေ technical ဘိုင်းတွေဘာမှမတွေ့ခဲ့ရဘူးကစားသမားတွေရဲ့ဒီ Vinicius တို့သူဒီ Rafinha တို့ရှိရာလောက်အားနှုံးကိုပဲသူမျှော်ပြီးတော့စော့ခဲ့တဲ့သဘောမျိုးပဲတွေ့ခဲ့ရတယ်ဘာမှအဲ့လောက်ကြီး Brazil ရဲ့ style of play ကိုမတွေ့ရအောင်ဒီ Morocco ကတော့မဲ့ position gaming ကစားပြီးတော့Brazil ပြန်ချင်းချောက်တဲ့အခိုက်အတန့်တွေတွေ့ခဲ့ရတယ်အဲ့တော့အဲ့နောက်ပိုင်းသူပြောင်းလဲလုပ်ခဲ့တယ်ဒီ icon အဓိကတော့သူတိုက်စစ်နေရာမှာဒီ icon Jesus ကိုထုတ်ပြီးတော့ကွန်ညာအားသူ့အတွက်ကွန်ညာထည့်ခဲ့တယ်ပေါ့တကယ်လဲကွန်ညာသူ့အတွက်သူ့ရဲ့ကစားကွင်းမှာမရှိမဖြစ်လို့တဲ့ကစားသမားလို့ဒီနောက်ဆုံးအုပ်စုနှစ်ပွဲမှာမြင်လာရတယ်ပေါ့ဂိုးလေးသွင်းခဲ့ဂိုးလေးသွင်းတယ်ဆိုတော့ Vinicius အခုဒီဟေတီနဲ့ပွဲမှာသူတို့3-0နဲ့နိုင်တယ်စကော့တလန်နဲ့ပွဲမှာလည်း3-0နဲ့နိုင်တယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့အဓိကကတော့ဟေတီကလည်းဘာမှအဲ့လောက်ကြီးအင်အားကြီးရတဲ့မဟုတ်စကော့တလန်ကလည်းဘာကြောင့်ရှုံးရလဲစကော့တလန်ကလည်းသူ့ရဲ့တမန်စင်သူအရင်တော့ဆော့လာတာခံစစ်နဲ့ပဲဆော့လာတဲ့ဟာကိုဘရာဇီးနဲ့ပွဲကြမှာဘာလို့ဒီတိုက်စစ်ဖွင့်ပြီးဆော့ရလဲဘရာဇီးလိုအသင်းမျိုးတိုက်စစ်ဖွင့်ပြီးဆော့ရလဲဆိုတော့စကော့တလန်ရဲ့နီးပြကိုလည်းနားမလဲဘူးတကယ်သူတို့ရဲ့ပုံမှန်ပုံစံလေးပိတ်ပြီးဆော့ပြီးတော့အသေးလောက်မှန်းအောင်မဒီအကောင်းဆုံးတတိယရဲပါပြီးတော့နောက်တစ်ဆင့်တက်နိုင်ရရှိရပေါ့အခုကတော့ဒါနောက်ဒီလိုတလွဲလောက်လိုက်တဲ့အတွက်ဒီကနောက်ပြုတ်သွားတာပေါ့ဒီအကောင်းဆုံးတတိယနေရာတော့မရခဲ့ဘူးအဲ့တော့ထားကျွန်တော်တို့အဓိကပြောချင်တာဒီမှာဘရာဇီးရင်ဆိုင်ခဲ့ရတဲ့ဒီနောက်ဆုံး3-0နဲ့နိုင်တဲ့နှစ်ပွဲကအရင်သူတို့အတွက်ဆောင်းပွဲစစ်လောက်ရိုင်းခက်ခဲတဲ့ပွဲမဟုတ်အရင်လည်းမမြန်ကြဘူးစကော့တလန်ဆိုလည်းအရင်အလောက်မမြန်အောင်နည်းနည်းလေးတဲ့ vibe မှာပါတယ်အဲ့အတွက်ဒီကွန်ညာတို့ Vinicius တို့လောက်ချိန်တိုင်းချိန်တွေရတယ်ကိုလိုလိုလုပ်လို့ရတဲ့အနေထားမျိုးပေါ့အုပ်စုတွင်းမှာသူအဲ့လိုနှစ်ပွဲနိုင်ပြီးတော့ကျွန်တော်9မှတ်နဲ့ကိုကချချက်အသာနဲ့မော်ရိုကိုထက်ကနေအုပ်စုပုံနဲ့တက်လာတယ်တစ်ဖက်ကသူနဲ့တွေ့မဲ့ဂျပန်အသင်းကကြတော့ကျွန်တော်တို့သူကတော့လုံးဝဒိတ်ရိတ်ကျကျွန်တော်တို့အာရှထဲမှာဒီမှတ်တမ်းရလို့ကျွန်တော်တို့အာရှထဲမှာဒီ2026ကပ်လာအာရှထဲမှာဂျပန်သင်းပဲ32သင်းအဆင့်ကိုတက်တယ်ပေါ့အစတော့အီရန်တို့ကျွန်တော်တို့တောင်ကိုရီးယားတို့မျှော်တာပေါ့ဒါပေမဲ့အာဖရိကသင်းတွေကပိုကောင်းခဲ့တဲ့အတွက်အာဖရိကသင်းတွေကပဲတက်သွားပြီးတော့ကျွန်တော်တို့အာရှတော့တသင်းပဲတက်တယ်အဲ့မှာကျွန်တော်ဂျပန်ကစားပုံကလုံးဝဒီကျွန်တော်တို့လုံးဝ surprise ဖြစ်တယ်အရင်တော့ဒီ2018တုန်းကဘယ်ဂျီယန်နဲ့ဆော့ခဲ့ပုံစံမျိုးလိုပဲအဲ့ပုံစံမျိုးသွားပြီးတော့တတိယစီပေါ့ဒီနှစ်ဂျပန်ဆော့ရတာတကယ်တော့ဂျပန်ကအုပ်စုဆင့်မှာဆိုလို့ရှိရင်တကယ်သူ့အတွက်ကမရနာအုပ်စုပဲသူတက်ချင်မှတော့တက်မယ်တကယ်တမ်းကျွန်တော်ဘက်ကလေးအနေထားရကြည့်မယ်လူစင်းရကြည့်မယ်ဆိုလို့ရှိရင်တော့တက်မဲ့တင်အပြင်သွင်းနယ်သာလန်နဲ့ဆွီဒင်ပဲရှိမယ်လို့အားလုံးထင်ကြမယ်ဒါပေမဲ့ဒီနှစ်သင်းကိုသူတကယ်နယ်သာလန်ဆိုရင်ကျွန်တော်တို့တကယ်ဒိတ်ရဲကစားသမား star player တွေနီးပြဆိုရင်လည်းတကယ်ဒိတ်ကျနီးပြရော်နယ်ကိုမန်တို့အဲ့လိုအသင်းမျိုးကိုဂျပန်ရဲ့သူတို့ရဲ့ဒီမိနစ်60လုံးအာယုံစူးစိုက်နိုင်မှုကျွန်တော်တို့ world rate ဒီတသင်းလုံးစစ်တသင်းလုံးတက်ပြူဟာအဲ့လိုမျိုးတယောက်နဲ့တယောက်စီးလုံးမှုတွေအဲ့ဒီအားတွေနဲ့ပဲပြင်နယ်သာလန်အသင်းကိုနောက်ကနေတူလိုက်ပြီးတော့တည်တမဲ့ရယူခဲ့တဲ့စီဇန်ကိုလည်းကျွန်တော်တို့စီဇန်လို့တကယ် physical strong တဲ့အသင်းများတကယ်ဂျပန်နဲ့ရှင်မယ်ဆိုရင်အရန်မောင်းအားဖြင့်ရောဒီခန္ဓာကိုယ်ပေါ်နေထားအားဖြင့်ရောအများကြီးတာတယ်တကယ်စီဇန်ဆော့မယ်ဆိုရင်စီဇန်ကန်တင်ပြင်းနဲ့ဆော့ရင်တော့ဂျပန်ကိုအသားအရခေါင်းတိုက်ပွဲပဲတွင်းပြီးတော့နိုင်လို့ရတဲ့အနေအထားမျိုးဗျာ
အဲ့လိုနေထားမျိုးတောင်ပဲဂျပန်တွေကသူတို့ရတဲ့အင်အားနဲ့တားဆီးပြီးတော့တကူမှမပေးခဲ့ရဘူးဗျာဒီ ESS တို့ Jokeres တို့ဥဆောင်လာတဲ့တိုက်စစ်ကိုတောင်ပဲတကူမှမပေးခဲ့ရဘူးဆိုတာတော့တကယ်ကြီးကျူးကောင်းတယ်ပေါ့ဂျပန်ကစားကွက်ကပြီးတော့ဒီတူနီးရှားဆိုတာကတော့ကျွန်တော်တို့တကယ်အာဖရိကတွေမှာအရင်တော့ကလည်းအာဖရိကတွေမှာနည်း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 အစိတ်နည်းနည်းရှိတဲ့အသင်းမျိုးဗျာအရင်လိုမျိုးနှိမ့်ကြတဲ့အသင်းမျိုးတော့မဟုတ်သူ့ဘာနဲ့တန်းတစ်ခုရှိတဲ့အသင်းမျိုးအဲ့လိုမျိုးအာဖရိကထဲမှာပေါ့ဒီပုံမှန်ဆုံးဥရောပအသင်းတွေလည်းရှင်ဆော့ရင်ဆော့နေအကြီးကြီးရောက်ပါတော့နေလေရှင်ဆော့အီဂျစ်တို့ပါတော့ရှင်ဆော့ရင်ဆော့နေရဆိုတော့အဲ့လိုမျိုးတူနီးရှားလိုအသင်းမျိုးဒီမှာအားနေတာလည်းပါတာပေါ့သူတို့ပြင်ဆင်ပုံတွေပွဲရင်းပြင်ဆင်ပုံတွေဒီကမ္ဘာဖလားမှာအားနေတာအဲ့ဒါတော့နည်းနည်းပါတာပေါ့ဒါမဲ့တွင်းချလို့တင်းမျိုးကို4စီးကန်နိုင်ရဲဆိုကြတဲ့သူတို့ရဲ့ view ဟာအရင်ဒါဒီဘက်မှာကျွန်တော်အထင်ကြီးလောက်စရာပုံစံမျိုးဒီကမ္ဘာဖလားမှာပြထားတာပေါ့သူတို့ရဲ့ခြေဆွမ်းပြီးတော့သူတို့နီးပြူဟာအပိုင်းသူတို့ရဲ့နီးပြမှုရာစုကတကယ်ဒီကစားကွက်ကဘယ်သူတယောက်ကိုမှမမိခိုးပဲနဲ့တင်မလားဒီကစားကွက်မှာပဲကြိုက်တဲ့ကောင်ဝင်လာဆိုအကုန်လုံးကအံဝင်နေတဲ့ပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးသဘောမျိုးကိုသူတို့အမြဲတမ်းအဲ့လိုမျိုးပွဲတိုင်းအောင်ဆော့ခဲ့တယ်ပေါ့ဘယ်လိုပြောမလဲဒီကစားကွက်မှာပဲသူကလည်းဘေးနာကနေဒီwhite board ကြီးနဲ့ကစားကွက်ကိုအပြောင်းလဲပွဲတင်းမှာဒီလိုဆော့တခြားကြည့်ပြီးတော့ motivation တွေလည်းပေးတယ်ဒီ water break တွေပိုင်းမှာဘယ်လိုဆော့မလဲ technical ပြန်ပြီးတော့ fix လုပ်တဲ့အခိုက်အတန့်တွေလည်းရှိတယ်အဲ့လိုမျိုးအမြဲတမ်းသူမိနစ်90လုံးတောက်ထောက်ကြည့်ပြီးတော့ဂျပန်တင်းကိုလုံးဝညွှန်ကြားနေရဗျအဲ့တော့အရင်ဒီနီးပြအာရှဆိုပြီးတော့ကျွန်တော်တို့အရင်ထင်သေးလို့မရတဲ့နီးပြတကယ်ကျွန်တော်တို့ဥရောပနီးပြကြီးတွေကိုတကယ်အောင်မြင်တဲ့နီးပြကြီးတောင်အမေရိကနီးပြကြီးတွေကိုရှင်နိုင်တဲ့နီးပြမျိုးပေါ့သူရဲ့ပွဲတွင်း view ကလည်းကောင်းတယ်ပြီးတော့သူ့လူနဲ့သူနဲ့အရင်စိတ်ကက်နေရပေါ့ဗျာတည်မလားကိုယ့်ရဲ့နဲ့ကိုယ်စားပဲလိုက်နေတဲ့ပုံစံမျိုးပေါ့ဘယ်တင်းလာသူတို့ရှင်းနိုင်တဲ့ပုံစံမျိုးအဲ့လိုမျိုး mindset မျိုးလည်းရှိတယ်ပေါ့အဲ့တော့ဒီနှစ်တင်းရဲ့အခြေအနေအခုတွေ့ကြပြီဆိုတော့ကျွန်တော်တို့ဘရာဇီးကတော့ကျွန်တော်တို့ပုံမှန်ကျွန်တော်တို့ Ancelotti ကိုကြည့်ရတဲ့လောက်ကတော့ဂျပန်ကိုဒါဟိုကနေပဲဖောက်ပါပဲကျွန်တော်တို့ Vinicius တို့ကွန်ညာတို့ရဲ့ဒီဂျပန်လွတ်သွားတဲ့ဒီငိုက်မိတဲ့အချိန်ကြီးကိုချောင်းပြီးတော့ပဲသူတို့ဆော့မယ်လို့ပဲကျွန်တော်ထင်တယ်။ဘာဒီကျွန်တော်ကစားကွက်ကိုဘာမှမတွေ့ကြရဘူး။ပတ်ကွီတာတို့ဘာလို့လဲအဲ့လောက်ကြီးအရင်ကွင်းလယ်မှာအဲ့လောက်ကြီးစီးကတ်နေတဲ့ပုံစံမျိုးမတွေ့ရဘူး။ကက်စမေယိုဆိုရင်လည်းစတာမီနာကျနေပြီ။အရင်ဂျပန်17ယောက်လုံးကမိနစ်90လုံးအပေါ်တက်လိုက်အောက်ဆင်းလိုက်ဆော့နေတဲ့အချိန်မှာကက်စမေရိုက60လောက်ရောက်ရင်အရင်မလိုက်နိုင်တော့နောက်ကိုပြန်မလိုက်နိုင်ရှေ့ပါသွားရင်နောက်ပြန်မလိုက်နိုင်တော့နောက်မှဆိုရင်လည်းရှေ့ကိုအရင်မလိုက်နိုင်တော့အဲ့လိုပုံစံမျိုးပေါ့ဘရူနိုဂွီမာရီဆိုရင်လည်းကျွန်တော်မှန်းထားတဲ့လောက်အဲ့လောက်ကြီးline breaking cut ဒီ line breaking pass တွေလည်းမထွက်ဒီဘာမှ chance created တွေလည်းအရင်မတွေ့ကြရတော့ဂျပန်ကိုရှင်မို့ဒီကျွန်တော်မြင်ရပြောလို့ဂျပန်ကိုတော့ကျွန်တော်ပို့ပြီးတော့လေးပေးခြင်းတယ်ပို့ပြီးတော့လေးတာနိုင်ရပေါ့ဘာဖြစ်လဲဆိုတော့ဘရာဇီးကိုကြည့်ရတာစင်တာဘက်မှာကျွန်တော်တို့ဂါဘရီယယ်တို့မော်ကွင်တို့ရှိနေသည့်တိုင်အောင်ပဲကျွန်တော်တို့ဖူးဘက်တွေကအဲ့လောက်ကြီးအားမရဘူးအရင်တော့ဖူးဘက်တွေလောက်လဲအရင်မကောင်းခဲ့အဲ့ဒါတွေလည်းပြဿနာဖြစ်နေတော့ဘရာဇီးကအဓိကဂျပန်ကိုရင်ဆိုင်ပဲကျွန်တော်ဘရင်စီယာတို့ကွန်ညာတို့ရဲ့တူးချင်းထိုးဖောက်မှုတွေဒီဟာလေးကိုလွတ်သွားတဲ့အခိုက်အတန့်လေးကိုပဲသူတို့အဲ့ဒါလေးကိုချောင်းပြီးတော့ပဲဆော့ပြီးတော့နိုင်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဂျပန်ကတော့အဲ့အပေါက်ကိုပဲသူတို့ထိန်းနိုင်ရင်သူတို့အတွက်ကဘရာဇီးလိုတင်မျိုးကြော်ဖို့ကတော့မခက်ဘူးအခုအခြေအနေဆိုလို့ရှိရင်တကယ်လို့ဒီအုပ်စုပွဲရလို့ပဲကျွန်တော်တို့ရေကုန်ရေကန်းကစားမယ်သိရမလားဒီသူတို့3-4နှစ်တဲ့ကစားကွက်မှာလုံးဝ diamond shape ကိုလုံးဝအပြည့်မိနစ်90လုံးအဲ့ diamond shape တိုင်းပဲတက်လိုက်ဆင်းလိုက်အဲ့လိုအတုံးလိုက်ကြီးဒီကျွန်တော်တို့ဒီကွင်းထဲမှာရွေ့နေတဲ့ပုံစံမျိုးစော့မယ်ဆိုရင်တော့ဘရာဇီးအတွက်ခက်တွေ့နိုင်တယ်အဲ့တော့ဒီဂျပန်နဲ့ဘရာဇီးထင်တယ်လို့သူတို့ထင်တယ်လို့မလွယ်မဲ့ပွဲပါဂျပန်ကိုကျွန်တော်တို့ရင်ဆိုင်ရခက်ခဲပါလိမ့်မယ်ဂျပန်ကဘယ်ဂျီယန်ရွှေခစ်တုံးကတော့2018ရွှေခစ်တုံးကတော့သူအရှိကနေ2စီရှူလာပြီးမှဥဆောင်ထားနိုင်တဲ့အသင်းမျိုးအဲ့တော့ဂျပန်ကိုကျွန်တော်တို့
ဘရာဇီးအနေနဲ့ Ancelotti တင်နဲ့ဘရာဇီးအနေနဲ့အထင်မသေးပဲတခြားအာရုံစိုက်ပြီးတော့အရင်ဆိုင်မှသူတို့16တင်အောင်တက်နိုင်မယ်မဟုတ်လို့ရှင်တော့ကျွန်တော်တို့အာရှဂျပန်ပဲကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်မယ်လို့ကျွန်တော်တို့ထင်မယ်နဲ့အဲ့တော့ကျွန်တော်တော့ဘရာဇီးအရင် favorite မဖြစ်တော့ဒီပွဲမှာဂျပန်ဘက်ကတော့ရှိမယ်ပေါ့ဂျပန်ကိုပို့ပြီးတော့အားပေးပြင်မယ်အဲ့တော့ညီကိုတို့ဒီဂျပန်နဲ့ဘရာဇီးနဲ့ပတ်သက်ပြီးတော့ဘရာဇီးဖန်ညီကိုရှိဆိုရင်ဘယ်လိုမျိုးမြင်ကြလဲဂျပန်ကိုနိုင်မယ်လို့ပြောထင်ကြလားဒါမှမဟုတ်ဘရာဇီးပဲကျွန်တော်တို့ပုံမှန်အားလုံးမှတ်ထားတဲ့အတိုင်းပဲဘရာဇီးပဲတက်သွားနိုင်မလားဘယ်လိုမြင်ကြလဲအဲ့ဒါကိုကျွန်တော်တို့ comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအားလုံးပဲကျေးဇူးတင်ပါတယ် brother